ဒီမှာဖခင်ရဲ့ကျေးဇူးတော်ကြောင့်ကျွန်တော်တို့အသက်ရှင်ခွင့်ရတာဖြစ်တယ်အဲ့ဒီအတွက်ထိုဖခင်သခင်ကိုအားရအပါရကျွန်တော်တို့ရဲ့အသားများကိုလွင့်ထိုလက်ဟာလေလုယာဆိုပြီးမှဆက်တဲ့ချိန်ကြွေးကြော်ပြီးမှထာဝရဖခင်ရဲ့မျက်မှောက်တော်ထဲမှာတူတကွတိုးဝင်ရအောင်အာမင်အားလုံးမတည့်ပြီးမှဟာလေလုယာဆိုပြီးတော့ဆက်တဲ့ချိန်ထာဝရဘုရားရဲ့ကောင်းမြတ်ခြင်းဝန်ခံရအောင်အာမင်ဆက်တဲ့ချိန်ဒီနေ့တော့ဟာလေလုယာ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 အာမင်ကျွန်တော်တို့ဘယ်တော့မှမဆုံးပြတဲ့ဖခင်နေ့ရက်တိုင်းအတွက်ဖခင်တကယ်ကိုတော့ကျွန်တော်တို့အတွက်ကောင်းမြတ်တာဖြစ်တယ်ကျွန်တော်တို့အားနေတဲ့ချိန်တိုင်းမှာပြင်ကိုတော့ကျွန်တော်တို့နဲ့အတူရှိနေတာဖြစ်တယ်ဘယ်တော့မှမဆုံးပြတော့ဖခင်နေ့ရက်တိုင်းအတွက်မှာအားရင်တွေပေးတော့ဖခင်ကိုတော့ဖခင်ကိုလက်ခုပ်တီးပြီးမှတို့တော့ချီးမွမ်းရအောင်အာမင်
ထိုထာဝရဘုရားကိုအတူတခေါ်ဆက်လက်ပြီးချီးမွမ်းရအောင်အာမင်ဟာလေလုယာ
ချင်းမြောက်ချင်းလုံးဆုံးဘုံချင်းချင်းလုံးဆုံးကိုရောကိုပေးရပါ၏ရာ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 ရှာယာကိုရောချောင်းကရှာယာကိုရောဘုံချဲပဲဖြစ်စေပါကျွန်တော်စေခန္ဓာဝိညာဉ်ရှိရှိသမျှကိုရောကြတာအရာရာကိုရောဘုံချဲပဲဖြစ်စေပါအရာရာကိုရောဘုံချဲပဲဖြစ်စေပါချင်းနေအလုံးသူချပြောင်းနေပြီအနာရအလုံးကြောက်ကြလို့ချမ်းမာပြီလို့ချင်နာလို့လို့ချင်နာလို့အသေးမရရှိပြီရာရာတွေအလုံးမိပြေဆုံးနေချာနာချင်းနေ
ကိုရောမျက်မှောက်မှာအရာရာပြည့်စုံထင်ရှားပြသောအနက်ဆိုင်ဆုံးသောကိုရောမျက်မှောက်မှာအရာရာပြည့်စုံအနက်ဆိုင်ဆုံးသောအနက်ဆိုင်ဆုံးသောထင်ရှားပြသောကိုရောမျက်မှောက်မှာအရာရာပြည့်စုံထင်ရှားပြသောထင်ရှားပြသောနတ်ဆိုင်ဆုံးသောကိုရောမျက်မှောက်မှာအရာရာပြည့်စုံယောက်ျားချင်းချင်းနဲ့နောက်တစ်ခါဝန်ခံရနတ်ဆိုင်ဆုံးသောထင်ရှားပြသောကိုရောမျက်မှောက်မှာအရာရာပြည့်စုံထင်ရှားပြသောထင်ရှားပြသောအနက်ဆိုင်ဆုံးသောကိုရောမျက်မှောက်မှာအရာရာပြည့်စုံအချစ်တွေအားလုံးအထူးကြပြောင်းလဲပြီအနာတွေအားလုံးပြောင်းပြေးလို့ချမ်းသာပြီလို့ချင်တာလို့ချင်တာတေးပိုင်ရရှိချင်ရရရအားလုံးဒီကိစ္စတဲ့ချမ်းသာအချစ်တွေအားလုံးသူကြောင့်ပြောင်းလဲပြီအနာတွေအားလုံးပြောင်းပြေးလို့ချမ်းသာပြီလူချင်တာအားလုံးအသေးပါရရှိပြီ ရာရာတွေအားလုံး ပြည့်ပြည့်စုံတဲ့ဌာနမြတ်မောင်တော်ပါ Turn it over. Oh, I know this so much today. Turn it over. Oh, hallelujah. And we need all. We need all. Hallelujah. Oh, yeah, da, 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 da. Hallelujah. Amen. Hallelujah. Oh, shitty-dee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 . Hallelujah. Oh, hallelujah. Oh, Chena, you're my God, Sophia. Tonight, go better, Mama, some did Sophia. Oh, better, Mama, Sophia. Oh, Chinere, Alon, Painta, Sophia. Kurogo, Guevae. Oh, Chimanjano, some Kurogo, Pea Bae. Hallelujah, Kurogedo, the Badu Mashi. Oh, Kurogedo, the Badu Mashiba. Hallelujah. Kurochi Zudine. Initiated Kurochi Dodon and Yepashi, Dojan Kurogo Zudine. Tinodo Tananjin, Tinodo Ganjin, the Kuma Mashidonia Leve. Kurochi Noto Yapena, Amneran to the Qua. Nayi dan seka dai ma chidong dong ne pa shi dong mo do chang kurogo chi su tin ne
ကိုရောချင်းမချင်းကိုကိုချင်းထဲမှာလဲကိုရောကျွန်တော်တို့နဲ့တူပါရှိသောကြောင့်ကိုရောကိုကျေးဇူးတင်တယ်။ကျန်ရှိနေတဲ့သောချိန်တိုင်းမှာလဲကိုရောကျွန်တော်တို့နဲ့တူပါရှိတော်မူမိကြောင့်တပါးသည်သောယေရှုနာမကိုမြည်ပြုလဲဆုတောင်းစကားနဲ့ကြပါဖာဖြစ်တဲ့ခင်။အာမင်။ Hallelujah. ဖျားရှင်ကောင်းမြတ်တယ် Amen. အရောက်စီတိုင်းမှာဖျားရှင်အရန်ကောင်းမြတ်တယ်ဖြစ်တယ်ကျွန်တော်တို့ဖျားရှင်အလွန်ကောင်းမြတ်တယ်ဆိုပြီးတော့၃ချိန်ဝင်ခံရအောင် Amen. 1 2 3ဖျားရှင်အလွန်ကောင်းမြတ်တယ်ဖျားရှင်အလွန်ကောင်းမြတ်တယ်ဖျားရှင်အလွန်ကောင်းမြတ်တယ် Amen. ခုနကျွန်တော်တို့ worship ထဲမှာကျွန်တော်စကားပြောတဲ့စာသားလေးပါလဲဆိုတော့ကျွန်တော်တို့၃ချိန်ဝင်ခံရအောင်เนาะဒါကပါလဲဆိုတော့ယေရှုအရာရာယေရှုထဲမှာဟုတ်လားယာယာကိုရောထဲမှာအရာရာကိုရောကျောင်းသားအရာရာကိုရောဘုံတွတ်ဖြစ်တယ်เนาะဒီ၃ခုကျွန်တော်တို့ဝင်ခံရအောင်အာမင်ကြွေးကြော်ရအောင်1 2 3အယာယာကိုရောထဲမှာအယာယာကိုရောချောင်းတာအယာယာကိုရောဘုံတာဖြစ်တယ်အာမင်အရောက်စီတိုင်းဖျားကောင်းချီးရမယ်လို့ယုံကြည်ပါတယ်ကျွန်တော်တို့ဒီမြန်မာစီစီမှာပထမအကြိမ်ရောက်လာတဲ့ဆိုတဲ့ယုံကြည်သူစီခရင်ကျေးဇူးပြုလက်ထောင်ပေးပါကျွန်တော်တို့ယေရှုနာမကောင်းချီးပေးခြင်းတယ်နော်ရှိလားပထမအကြိမ်ဘုမတယောက်နော်ဟုတ်လားမတ်တဲ့ပေးပါဆွမ်းဒီမှာမြန်မာစီစဉ်ပထမအကြိမ်ထင်တယ်နော်ဟုတ်လားပထမအကြိမ်โอเคဒီညမှာကျွန်တော်တို့တရားဟောမဲ့ဆီယမဒီမ်ခေကြီးဆီယမချင်းဘွဲလေမတ်တဲ့ပြီးတော့ကျွန်တော်ကောင်းချီးပေးရအောင်နော်ဖခင်ရဲ့သားသမီးရောက်စီတိုင်းဖခင်ရှင်ကောင်းချီးပေးပါစေဆိုပြီးတော့၃ချိန်ကောင်းချီးပေးရအောင်လက်မြတ်ဆန်းပြီးတော့ကောင်းချီးပေးရအောင်နော်1 2 3ဖခင်ရဲ့သားသမီးရောက်စီတိုင်းဖခင်ရှင်ကောင်းချီးပေးပါစေနောက်တစ်ခေါက်ဖျားရဲ့သားသမီးရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေနောက်ဆုံးဖျားရဲ့သားသမီးရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေအာမင်ကျေးဇူးပြုထိုင်ပေးပါဖျားရှင်ကောင်းချီးပေးပါစေခုနကနေကျွန်တော်တို့ပြည့်စုံဖို့နော်မိတ်ဆက်ချင်းတော်လာကောင်းအမျိုးမျိုးဖို့နော်ဝိဒေသနာဖြစ်တော်လာကောင်းသူတို့ဟောကြားမှာဖြစ်တယ်အခုကျွန်တော်တို့ဖျားတဲ့ပါဝင်ရမယ့်အချိန်ဖြစ်တယ်ကျွန်တော်တို့ဒီနေ့မှာအလူငွေကိုအနံပေးမဲ့ဝိုင်ကင်နဲ့ကောက်ခံပေးမဲ့စီတိုင်းတော်လကောင်းတချင်းဂုံလုံးတချင်း worship team လက်ခုပ်တီးပြီးတော့ကျူဆိုရအောင်နော်ယူဆောင်လာတဲ့အလူငယ်အတီးတီးစင်တစ်ဖြစ်ကြမယ်လို့ယုံကြည်တယ်။ဆုတောင်းကြရအောင်နော်။တရှိမြတ်ဆုံးတော်မြတ်တမန်ရောက်ချင်းစီတိုင်းကိုချစ်တော်မူသောကိုရဖဖျား။အိုကိုရရဲ့နာမတော်တည်ကြီးမြတ်ပါတယ်။အိုကိုရတာတို့သမီးတို့ကိုဒီကနေ့တနေ့တာလုံးကိုရပို့ဆောင်ရှောက်ပြီးရဲ့အချိန်မှာဒီကနေ့မြန်မာစီစဉ်မှာကိုရကောင်းမှုဆွအစီအစဉ်စခွင့်ရတော့ခွင့်ကိုပြလို့ကိုရဲ့ကျေးဇူးတော်ကိုချီးမွမ်းတယ်ကိုရောတာတို့သမီးတို့ဒီနေရာမှာကိုရောကိုဝေပြုတ်ကိုကွယ်ပြီးလာကြတဲ့အခါမှာလက်ပလာချီတက်မဟုတ်ပဲနဲ့အိုးကိုရောပေးထားသောကောင်းကြီးတွေထဲကအိုးကိုရောကိုပြန်လဲပေးအပ်ဖို့ကိုရောအလူငွေတွေကိုယူဆောင်လာပါတယ်ဒီအလူတော်ငွေတွေကိုပြန်လဲအသုံးပြုတဲ့အခါမှာအိုးကိုရောရဲ့နိုင်ငံတော်တာ၍ကျယ်ပြန့်ဖို့ကိုရောရဲ့နိုင်ငံတော်ကျယ်ပြန့်ဖို့တပည့်ဖြစ်စေတော်မူပါကိုရောရဲ့အလူတော်ငွေတွေကိုကိုရောရဲ့လက်တော်ထဲကိုပြန်လဲအနံ့တဲ့အခါမှာတပါးတည်သောကတိရှိယေရှုခရစ်တော်ရဲ့မြတ်သောနာမကိုအမိပြုလဲဆုတောင်းဆက်ကအနံ့ကြပါတယ်ဖခင်ကိုတွေ့ဆိုတဲ့တခြင်းနဲ့ကိုတော့ချီးမွမ်းချင်ပါတယ်
ကျွန်တော်တို့ရောက်စေဖျက်စေကိုကြည့်ပေးပါစေအလုံးဝင်အဖြစ်တော်လကောင်းကုန်တို့ချင်းနေပါဝန်တဲ့ဆရာဒေးဗစ်ဘောနော်အဆိုတော်ဒေးဗစ်ကင်ဖျက်စင်ကောင်းကြီးရောက်စီတိုင်းပေးပါစေအခုကျွန်တော်တို့ဒေသနာအဖြစ်ဟောမဲဆီယာမဒီမ်ခေကတော်လကောင်းဆီမချင်းဘွိုင်းနေရောက်စလုံးဘောနော်လက်ခုပ်တီးပြီးတော့ကျွန်တော်တို့ကျူဆိုရအောင်နော်
Alo. Con long ni con cha đây nó. Con long gì à mẹ? Đi đi ngu mẹ ni mà hậu đỏ vu cho mà tua lẹ, bê rùa tua lẹ. Ngu đây ni mà hậu đỏ vu, gì đây ni phít là vì. Hallelujah. Phải xin con mẹ bà đấy. Ê phải bông chế bà xí. Bà bé phít phít. Phải tất cả na đi Malaysia mà tua chín nè. Phải tất cả na lết đồ mà lết cái tháp mà đi ZCA attend đồ mà biểu nè đi ZCA luôn nghe mía bông đậu mía cùi su tông chết áp hiện cho mau tiêu dạo là phít để tất cả chịu tiền mà đấy đi cái này về mai nè xuyên bà mà saka biểu để sửa ta con này nó mà về phít chịu tiền mà đấy xe liền bôi xe mà nè nu chừng bôi tu mất tay tham mày lê tu mất tay tham mày lê tu chân sao phát biểu đó tu saka biểu mày rồi cho mà rồi này ao sa ni cha rồi gì cha đấy mà về phít cho mà đi cái này cái đó trên ở xa này đó xe mà đi khách biển đó mẹ ra vì mẹ cho mà đó nên nấu cháo mẹ nín lệ phải alu đó xin nín lệ ní khai mẹ suy lệ ní mẹ rồi Hallelujah xe liền boy xe đâu đi xe đó tất cả luôn nghe đi mũi thâu đấy, chúng ta đồng mà luôn nghe phít là đấy, mũi thâu là đấy, Hallelujah. Tất cả chỉ yêu tiền mà đấy, đi thế mà đi lu xe mít đà bu đấy, xèo tây âm nhai mà tụi bu nó, tawon azan này suin, từ dia lu khom lệ, attendo xe đấy âm nhai xí đấy bọn nó, đó mới tất cả xe lên boy u phải tất cả mít bí này bu đi lu nghèo mũi thâu này bu tua về na chỉ làm bằng cái đấy ít na mít đà bu này để bọn nó đã chẳng tất cả chịu tiền mà đấy cái đó amiai đó mà biểu đó bà bu nó bà bé phi tất cả chịu tiền mà đấy bà mà biểu in đi mà ta thay lấy tất cả chỉ nát này vì Hallelujah là chẳng nào xuyên trên sa cái này xuyên amiai biểu mẹ nó đi đó nè li về tí li về biểu mẹ dì bu về biểu lại ông mẹ mà dì cha này ông ôi cái mà bà biểu lên rồi ami ta tali ami bama saka biểu rồi nên chân này nó chân mà bố si tắt thêm mà ní đấy chân saka đi về xí ní đấy chó saka mà bà bu đi thêm mà hú tuổi bà biểu đi lên Myanmar cái đi này về Myanmar hoa đi này về saka biểu ní là ta chân ní là bài chân lên rồi biểu lên tây mà con đồทีนี้เราพยาจุมาดีได้เบตะเกจิยุเต็นเบสกาเปียวเมสูปีโรใส่เทมาโรเปียวชินาโรอเมียสิเดราเมปัสสัทเทมามาชวนไหนบุราเมกองลงตีมาบ้านเนาะบาเปียวมาเลตะคนเราดีลุงเอดีลาวเมสูโรสูปีโรสูตองเอเนอเชโรบาตาสกาเปียวเอเนเอซาจันสาวตะคูลีพยาพอเปียเดหาวพัดเจ้าเมเนาะกับบาอูเจนต้องเสกคนอังเอลีอบาดีมิตาปองโดเดือนโซตัดกูตายโยชิดจังกูอากูโดดีติเมียนโดอาขาตู้กูมงย่อยมิดดาสกากูตู้อามาเปียวไหนจ้าบาเบพิษโซตัดกะตู้อภิเมียนตายยาล้อนบีบ่เนาะอาชิตขันยาโรตูอากูตุยกะตู้กูมิดดามาทาไหนบูมงจ้าดาบ่เนาะ
အဲ့တလူပဲဖယားကောင်းကြီးခံစားရတဲ့အခါဖယားမျက်နှာตาပြီးခံရတဲ့အခါပတ်ဝန်းကျင်ကစာတန်ကပေါ့နော်ပတ်ဝန်းကျင်လည်းရှိတယ်စာတန်ကလည်းရှိတယ်အကုန်လုံးရှိတယ်ပေါ့နော်တိုက်ခိုက်မယ်ဒီလောကဆိုရင်တိုက်ခိုက်လာမယ်အဲ့ဒီအချင်းတွေ့မှာခါနိုင်ရှိဖို့ပေါ့နော်ဆုတောင်းကြဖို့အကျဉ်းပြီးချင်ပါတယ်အားလုံးပဲဖယားသခင်မျက်နှာตาရတော်တူဖြစ်ကြပါစေဟာလေလုယာအဲ့ဒါပဲနဲ့ခွန်အားပြီးလိုက်အောင်မယ်နော်တခွန်းလေးပဲကျွန်မလည်းပြောင်းလဲတခွန်းလေးပဲဖယားသခင်နဲ့စကားပြောလဲတခွန်းလေးနဲ့ပဲစိတ်ထဲမှာဝင်လာပြီဆိုရင်တခွန်းစာပဲနော်အကုန်လုံးစာမဟုတ်ဘူးဘာပဲဖြစ်ကျွန်မဆီယမဒီမ်ခေကိုတာတူအချင်းပြီးချင်းလို့နေပေါ့နော်ကျွန်မလည်းပြောချင်ပါတယ်ဒါပေမဲ့နည်းနည်းလေးတော့ရှယ်လျန်ဘောရပြောပါမပြောနိုင်လဲစကပြန်လို့မလားစကပြန်တော့မလို့ချင်ပါဘူးဒီလိုပြောရင်ရည်ရတာလဲအားရှိတာပေါ့နော်အလကားရည်တာလဲမဟုတ်တာနော်အားရှိတာပေါ့နော်နည်းနည်းကျန်းမာလေးကိုလာတိုက်နေတာတခွန်းနှစ်ခွန်းလေးတိုက်နေတာဖယားသခင်အရောက်ရှိတိုင်းဒီနေ့ဟိုအရောက်ရှိတိုင်းဟိုဖယားသခင်ကောင်းချီးပေးပါစေနာရကြမဲ့ဆီယမဒီမ်ခေကိုလေဖယားသခင်ကကောင်းချီးပေးပါစေသူအတုံးပြုမဲ့ဖယားကိုလည်းဘုန်းချီးပါစေအဲ့ဒါနဲ့ပြောအောင်မယ်ဆီယမဒီမ်ခေခေါ်တော့မယ်ပိုက်တောက်လက်ဟာလေလုယာဟာလေလုယာဟာလေလုယာဖျားရှင်ကောင်းမြတ်ပါသလားကောင်းမြတ်နေတာဖြစ်တယ်ဒီကနေ့ပေါ့နော်နှုတ်ကျင်ဘောရရည်စရာပြောတာတော့မဟုတ်ပါဘူးကျွန်တော်တို့ဝိညာဉ်ထဲမှာပျော်ရွှင်ဖို့ရအတွက်ပေါ့နော်သူကဝိညာဉ်အစာကျွေးတာဖြစ်ပါတယ်အထူးပဲကျေးဇူးတင်တယ်ဒီကနေ့ပြန်လဲပြီးမှကျွန်မဒီနှစ်ဆိုရင်ဒီ2025ဆိုရင်ဒီချိန်နဲ့ဆို3ချိန်မြောက်ဖြစ်နေပါပြီပေါ့နော်လာတဲ့အချိန်တိုင်းမှာကျွန်မကိုအချိန်နာရီပေးတဲ့အတွက်ကြောင့်ကျွန်မတို့အတွက်အချိန်ပေးတဲ့တင်အိုဆရာကြီးဖြစ်တဲ့ဆရာလျံဘွိုးပေါ်မှာတော့၎င်းအမှုတော်ဆောင်ဆရာမများနဲ့ဒီမှာတင်းလူကြီးများပေါ့နော်တာဝန်ရှိတဲ့တင်းသူတင်းသားများအားလုံးကိုအထူးပဲကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းကိုပထမဦးဆုံးအနေနဲ့ပြောချင်တာဖြစ်ပါတယ်ဆိုတော့ဒီနေ့ဘုရားသခင်ရဲ့အကြံစီဘုရားသခင်ရဲ့အလိုတော်ကြောင့်တာလင်ကျွန်တော်တို့ကရောက်ရှိလာနိုင်ခြင်းဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့အယံတော်လို့တတ်လို့နော်ခေါ်ဖိတ်ချင်းခံရလို့လည်းမဟုတ်ပါဘူးဒါပေမဲ့ဘုရားသခင်ကခေါ်ထားတဲ့အတွက်ကြောင့်ပေါ့နော်ဒီနေ့ကျွန်တော်တို့ရောက်ရှိလာနိုင်ခြင်းဖြစ်ပါတယ်အားကြောင့်ဒီနေ့ရောက်ရှိလာတဲ့ယုံကြည်သူအရောက်စီတိုင်းကထူးခြားရမယ့်နေ့ဖြစ်တယ်ပေါ့နော်ခုနworship မှာလည်းပြောထားတာဖြစ်တယ်ဒီနိုဝင်ဘာလရဲ့နောက်ဆုံးပတ်ထဲမှာရောက်နေပြီပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီနှစ်ကုန်ဖို့ရဘလောက်လူသေးလဲတလလေးပဲလူတော့တာဖြစ်တယ်ပေါ့နော်အဲကြောင့်ဒီနေ့ကျွန်တော်တို့2026ကူမြောက်ဖို့ရန်အတွက်အခုကရေကနေပြင်ဆင်မှတာလေကျွန်တော်တို့ကိုလာရမယ်2026ခုနှစ်မှာအစင်တင်ပေါ့နော်ကျွန်တော်တို့တစ်နှစ်လုံးကိုကြော်ဖြတ်ရမှာဖြစ်တယ်ဒီအချိန်မှာပြင်ဆင်ထားခြင်းတခုမှမရှိသေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့နောက်ကျမှာဖြစ်တယ်ဒါပေမဲ့ဒီနေ့ညမှာပေါ့နော်တန်ရှင်တော်ဝင်တော်ကလည်းစကားပြောမယ်လို့လည်းယုံကြည်တယ်အဲကြောင့်ဒီနေ့ရောက်ရှိလာတဲ့အရောက်စီတိုင်းပေါ်မှာထူးခြားတဲ့တန်ရှင်တော်ဝင်တော်ရဲ့စကားပြောခြင်းကိုရရှိမှာဖြစ်တယ်အဲကြောင့်ဘီနာလူတွေကိုပေါ့နော်မြင်ဖို့တဲ့လူလည်းရှိမယ်ပေါ့နော်အတိတ်တဖန်ပေါ့နော်ဘီနာလူတွေကိုပြောမယ်နော်ဘာပြောရမလဲဆိုရင်သင်အရင်ကအထက်ပူပြီးမှချောလာတယ်ဆိုပြီးမှနော်ပြောကြည့်လိုက်ပါဦးသူတို့စိတ်ဆိုးလားကျွန်မတစ်ချက်လောက်ကြည့်ချင်လို့ပါဟာလေလုယာပြောပါမပြောဘဲနဲ့မနေကြနဲ့ဟုတ်တယ်နော်ခုနထိုင်တဲ့ဟာထက်အခုဆိုရင်ပူတော်မှချောလာကြတာဖြစ်တယ်ဟုတ်တယ်နော်ဆိုတော့ဒီနေ့ချောတယ်လို့ပြောတဲ့အခါမှာစိတ်ဆိုးတဲ့လူတယောက်မှမတွေ့ဘူးနော်အကုန်လုံး
ပြုံးနေရတာဖြစ်တယ်ဆိုတော့ဒါလည်းခုနနုကျင်ဘွိုးပြောတယ်လို့ကျမကြီးအတွက်ဖြစ်တယ်ဗောနော်ကျမတို့အမေရန်မျက်မှောင်ကုတ်ပြီးမှစိတ်ဆူးတယ်လို့အမေရန်နေတယ်ဆိုရင်တော့မကြခင်မှာကင်ဆာယောဂရမှာဗောနော်ဒီနေ့ပျော်ရွှင်ခြင်းပြုံးပျော်ခြင်းဆိုတဲ့အရာကလည်းကျမတို့အတွက်ကျမချင်းတစ်ခုဖြစ်တယ်ဆိုတော့ဖျားကျေးဇူးတော်ကိုချီးမွမ်းတယ်ဒီကနေ့မှာတော့ကျမတို့နုကျင်ဘွားရလဲကျမကိုအချိန်ပို့ပေးတယ်ဆိုတော့အများကြီးတော့ဟောချင်ပါတယ်ဗောနော်လာတိုင်းလဲဟောတာဖြစ်တယ်ဒါပေမဲ့လာတိုင်းတော့ဟောပြီးမဲ့ပြောင်းလဲခြင်းနော်တခုမှမရှိဘူးဆိုရင်လေကျမတို့ဒီမှာအပေါက်အောင်ပြောနေတဲ့စကားလုံးတွေကအခြေအနေဖြစ်တယ်ဒီနေ့ကျွန်တော်အတွက်ကျမအတွက်ကောင်းချီးမင်္ဂလာတခုခုတော့ရှိမယ်လို့ယုံကြည်မျှော်လင့်တဲ့လူဘယ်နှယောက်လောက်ရှိမလဲကျေးဇူးပြုပြီးလက်ထောင်ပေးပါနော်လက်မထောင်တီးတဲ့လူတွေလည်းရှိတယ်နော်ဆိုတော့လက်ခုပ်တီးရအောင်ဘယ်လိုပဲဖြစ်ပေါ့နော်ကျမတို့ထဲဝက်လောက်ကတော့ယုံကြည်ခြင်းနဲ့လာတယ်ပေါ့နော်ကျမတို့ဖျားကြောင်းလာတဲ့အခါမှာဒီနေ့လဲမြန်မာစီစဉ်ဘသူတွေကပီကလာမပီကလာနဲ့လာပြောပြအောင်မလဲဘသူပြောအောင်မလဲဆိုပြီးမှအဲ့ဒီအသွေးနဲ့လာတယ်ဆိုရင်နော်ပြန်သွားတဲ့အခါမှာငါပြောသားပဲမပီကလာဒီနဲ့ဘာပြောမှန်းကိုမသိဘူးဆိုတဲ့အရာနဲ့ပဲပြန်သွားမှာဖြစ်တယ်မပီကလာပြောရင်တော့မှငါအတွက်တည်င်းကောင်းတစ်ခုတော့ရှိမယ်ဆိုတဲ့ယုံကြည်ခြင်းနဲ့လာတယ်ဆိုရင်တဲ့အတွက်ကောင်းချီးမင်္ဂလာရှိမှာဖြစ်တယ်ကျမတို့ခုနက worship အဖွဲ့ဒီကချီးမွမ်းခြင်းကိုးကွယ်ခြင်းမှာအများကြီးဦးဆောင်လာခဲ့တယ်ဒီနေ့သူတို့ရဲ့ worship ဦးဆောင်ခြင်းနဲ့ကျမတို့ပြန်သွားမယ်ဆိုရင်ဒီနေ့တော့မှလုံလောက်ပြီးသားဖြစ်တယ်ဒါပေမဲ့တကယ် worship မှာလည်းမရခဲ့သေးဘူးဆိုရင်တော့ဒီနေ့ကျမပြောရမယ့်စကားလုံးထဲမှာတလုံးလောက်နဲ့တော့အိမ်ပြန်ဖို့ရအတွက်ခေါ်ဖိတ်ချင်တာဖြစ်ပါတယ်နှလုံးသားလေးတွေကိုကျမတို့ပြင်ဆင်ထားရအောင်ဆိုတော့ဒီနေ့ဝင်ခါအနံလိုက်ပါဆိုတဲ့ခေါင်းစဉ်လေးနဲ့အနည်းငယ်ပေါ့နော်ဝင်ငါတက်တေခံချင်တာဖြစ်ပါတယ်ခေါင်းစဉ်ကဘာလဲတီးလို့တော်သေးတာပေါ့မကြာသေးဘူးဆိုတော့ပေါ့နော်ခဏနီပြန်သွားတဲ့အခါမှာခေါင်းစဉ်တော့ပြောတာပဲအောက်ရောက်တာနဲ့မိသွားတဲ့ဟာမျိုးတော့မလုပ်ပါနဲ့ပေါ့နော်ကျမတို့ထောင်ထွက်မလုပ်ဘဲနဲ့နှလုံးသားထဲကနေသွင်းဖို့ရန်အတွက်ခေါ်ဖိတ်ချင်တာဖြစ်ပါတယ်139ခုမြောက်သောစာလံအပိုက်ငယ်16နဲ့18ကိုအတူတကွဖတ်ရအောင်အိုဖျားတခင်အကျွန်ုပ်၌ကိုတော်၏အကြံစီတို့သည်အလွန်ထူးဆန်းကြပါ၏အလွန်များပြားကြပါ၏ထိုအကြံစီတော်တို့ကိုရည်သွက်လျင်သဲလုံးနှင့်အမြမကတာ၍များပြားကြပါ၏အကျွန်ုပ်သည်နိုးသောအခါကိုရော့ထံ၌အစဉ်ရှိပါ၏ဟာလေလုယာဒီနေ့ကျမတို့ဒီကျမ်းစာထဲမှာပြောလဲဆိုရင်အိုထာဝရဘုရားကျွန်ုပ်၌ကိုရော၏အကြံစီတို့သည်အလွန်ထူးဆန်းပါ၏အလွန်များပြားကြပါ၏ဒီနေ့ကျမတို့တစ်ခါတလေကြရင်နိုးထတဲ့အချိန်မှာတော့မှတာမန်ပုံစံလူမျိုးကျမတို့နိုးထရတယ်လို့ထင်ရတာဖြစ်တယ်ခုနတာငယ်လေးကတချင်းအဖြစ်နော်ဂုဏ်တော်ချီးမွမ်းခဲ့တာဖြစ်တယ်မနေ့ပြန်ကြရင်ဘာလုပ်မယ်ဆိုတာကျမတို့မသိဘူးမနေ့ပြန်နိုးထမလားဆိုတဲ့အရာမသိတဲ့ကျမတို့လုံးဝမသိတဲ့လူတွေဖြစ်တယ်နော်ကျမတို့အားလုံးအတွက်မနေ့ပြန်ဆိုတဲ့အရာကမတိချတဲ့အရာဖြစ်တယ်ဒါပေမဲ့ဖယားတခင်ကကျွန်တော်တို့ပေါ်မှာထားတဲ့အကြံစီနော်ကျွန်တော်နိုးထားတဲ့အခါမှာတခါတလေဘလို့ဖြစ်လဲဆိုရင်ဂျေဇုတော်ချီးမွမ်းနေမဲ့အစားစိတ်ငစ်စရာဒီတွေးပြမှာပေါ့နော်တခါတလေကြာရင်ညတော့မကျင်တဲ့ချက်နဲ့ကျွန်တော်တို့နိုးထားရတတ်တာဖြစ်တယ်ဒီနေ့ဖယားတခင်ကကျမတို့အတွက်အကောင်းဆုံးတော့အကြံစီရှိတယ်နိုးထားတဲ့အချိန်တိုင်းမှာအိုးကိုတော့ကောင်းမြတ်လိုက်တာကျမကိုဒီနေ့ရက်တိအတွက်ကိုပို့ဆောင်ပေးတဲ့အတွက်ကြောင့်ကိုရောကိုဂျေဇုတင်တယ်ဆိုပြီးမှဂျေဇုတော်မချီးမွမ်းဖြစ်ခဲ့ဘူးဆိုရင်မနေ့ပြန်နော်မနေ့ပြန်ကနေနိုးထတဲ့အချိန်မှာအိုးကိုရောဂျေဇုတင်လိုက်တာအိုးနိုးထခွင့်ပေးတယ်အသက်ရှင်ခွင့်ပေးတာကိုရောဂျေဇုတင်တယ်လို့ဂျေဇုတင်စကားလေးတော့အစပြုဖို့ရအတွက်အားလုံးကိုအားပေးချင်တာဖြစ်တယ်ဟာလေလုယာအကြောင်းကျွန်မတို့ကိုရောရဲ့အကြံစီတော်ဒီလေအလွန်ထူးဆန်းတယ်တဲ့
ကျွန်မတို့တစ်ခါတလေကြာနော်3ရက်လောက်ဝင်းမတော်ဘူးဆိုရင်မအီမတာကြည့်ဖြစ်တယ်နော်ထိုင်လို့လဲအစင်မပီထားလဲအစင်မပီနော်ဘာလူနဲ့အလူမကြတော့ဒေါသပဲထွက်နေတာပေါ့နော်အဲ့ဒါလေးတောင်3-4ရက်တောင်ကျွန်မတို့မခံစားနိုင်ဘူးဆိုရင်နေ့ရက်စင်တိုင်းဒီအရာဒီအတွက်နော်ကျွန်မတို့နော်ပုံမှန်တိုင်းသွားလာလှုပ်ရှားနိုင်တဲ့အခွင့်ကိုပေးတဲ့ဖယားရှင်စီမှာဘာလို့ကျေးဇူးတော်မချီးမွမ်းနိုင်ရတာလဲကျွန်မတို့ရဲ့အသက်တာကိုဘာလို့မအနံ့နိုင်ရတာလဲပေါ့နော်အဲ့ဒါဆိုတော့ဒီနေ့ထူအကြံစီတော်တို့ကိုရည်သွက်လင်းတဲ့ရည်သွက်ဖိုးလားနော်ဒီနေ့ရည်သွက်ရအောင်မျက်လုံးကြည့်မြင်ပြီးမှမျက်လုံးနှလုံးရှိပြီးမှမမြင်တဲ့လူတွေ့လားတွေ့တာပေါ့နော်မျက်လုံးနှလုံးတော့ရှိတယ်မမြင်ရတဲ့လူတွေရှိတယ်လက်တွေရှိတယ်မလှုပ်ရှားနိုင်တဲ့လူတွေရှိတယ်ခြေထောက်တွေရှိရသားနဲ့မသွားလာနိုင်တဲ့လူတွေရှိတယ်နော်ဒီအရာဒီကျမတို့ရည်သွက်မယ်ဖယားသခင်ရဲ့ကောင်းမြတ်တဲ့အရာများကိုရည်သွက်မယ်ဝန်ခံရမယ်ဆိုရင်ဝန်ခံစရာမရှိဘူးလားရှိတာဘောအရာများတာဖြစ်တယ်ကျမတို့ရဲ့အသက်တာတစ်ခုလုံးပေါ့နော်ဖယားသခင်ကောင်းမြတ်လိုက်တာပြောဖို့တော့မှကျမတို့နှုတ်မဟာချင်ဘူးဆိုရင်ထူကောင်းခြင်းမင်္ဂလာကကျမတို့စီမှာရောက်လာနိုင်ဖို့ရန်အတွက်ခက်ခဲတာဖြစ်တယ်ယုံကြည်သူဖြစ်တယ်ကျမတို့ပတ်ဝန်းကျင်မှာမယုံကြည်သူတွေမြောက်များစွာရှိတယ်သူတို့နဲ့အတူတူတန်းတူဖြစ်တယ်ဆိုရင်ကျမတို့ပြင်ဆင်ရမယ့်အရာတွေအများကြီးရှိတာဖြစ်တယ်ဒီနေ့ကျမတို့ယုံကြည်သူဖြစ်လာတဲ့အခါမှာကျမတို့ရဲ့အပေါ်မှာဖယားသခင်ရဲ့ထားတဲ့မြတ်တာဖယားသခင်ထားတဲ့အကြံစီကအယံကြီးမားတာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ဒီနေ့အဲ့ဒီအရာများအတွက်အမြဲတမ်းကျေးဇူးတော်ချီးမွမ်းဖို့ဖြစ်တယ်ကျမတို့ကကောင်းချီးမင်္ဂလာခံစားမှနော်အဝတ်စားအသစ်ဒီရမှနော်ပတ်စံဒီရမှချီးမွမ်းတတ်တာဖြစ်တယ်ခက်ခဲနေတဲ့အခါမှာချီးမွမ်းလားမချီးမွမ်းဘူးပူပြီးမှစိတ်ဆိုးတယ်ပြီးလို့ရှိရင်ကျမတို့ရဲ့အခက်ခဲတွေကိုနီးမျိုးစုံနဲ့ဖြည့်ဆင်းချင်တာဖြစ်တယ်ဒါပေမဲ့ဒီကနေ့ကျမတို့ရဲ့ခက်ခဲမှုပြဿနာနော်အလုံးစုံတို့ကိုဘသူစီမှာအနံ့ရမလဲဆိုရင်အသက်ရှင်တဲ့ထာဝရဘုရားသခင်စီမှာအနံ့တဖို့ရန်အတွက်အားပေးချင်တာဖြစ်တယ်ဆိုတော့ဒီနေ့ယောဘရဲ့အတ္တယောဘရဲ့အတ္တပြောတဲ့အခါမှာတော့ဒီမှာဒီအတင်းတော်မှာတော့နေ့တိုင်းအပတ်တိုင်းမှာကျမ်းစာဖတ်တဲ့လူတွေဆိုတော့ဟိုဘက်ကမစ်ရှင်မှာရှိတဲ့အဖွဲ့တွေကိုမေးချင်တယ်ယောဘဝတ္ထုဓမ္မဟောင်းလားဓမ္မတိလားမတိဘူးလားယောဘဝတ္ထုဓမ္မဟောင်းထဲမှာရှိတယ်နော်ဓမ္မဟောင်းထဲမှာရှိပါတယ်ဆိုတော့ယောဘရဲ့အတ္တမှာပေါ့နော်ယောဘကဖြောင့်မတ်တဲ့လူဆိုပြီးမှဘုရားသခင်ကမှတ်တမ်းတင်ထားတာဖြစ်တယ်ဆိုတော့ဒီနေ့ယောဘရဲ့အခက်ခဲကြားဖို့လားယောဘမှာနော်ယောဘကဘုရားသခင်ပေါ်မှာတကယ်ဖြောင့်မတ်တဲ့သူဖြစ်တယ်သစ္စာရှိတဲ့သူဖြစ်တယ်နော်ဒါပေမဲ့တနည်းကြတော့ဘာဖြစ်လဲဆိုရင်စာရန်ကဘုရားသခင်စီမှာသွားတာနော်ဒီဖြောင့်မတ်တဲ့သူဖြစ်တဲ့ယောဘကိုငါဖြတ်စည်းမယ်ဆိုပြီးမှပြောတဲ့အခါမှာဘုရားသခင်ကခွင့်ပြုတာလေနော်ခွင့်ပြုတာအသက်ဝိညာဉ်ကလွယ်လို့ဖြတ်စည်းလို့ရတယ်နော်တရက်ထဲမှာယောဘရဲ့ပိုင်ဆိုင်ထားတမျှအထဲမှာသားသမီးဒီအားလုံးတရက်ထဲမှာတည်တယ်နော်အဲ့တရက်ထဲမှာပဲသူပိုင်ဆိုင်ထားသမျှသူနွားနော်အလုံးစုံအားလုံးကတရက်ထဲမှာလုံးဝကုံဆုံးသွားတာပျောက်သွားတာဖြစ်တယ်အဲ့ဒီချိန်မှာကျမတို့တာဖြစ်ရင်ဘယ်လောက်ငြီးသွားမလဲနော်မိကြီးထဲမှာတော့ဝင်ချင်ရမှာဖြစ်တယ်ဒါပေမဲ့ယောဘကဒီအရာဒီအားလုံးကဖယားသခင်ပေးထားတာပဲဖယားသခင်ပြန်ရုပ်သိမ်းတာဖြစ်တယ်နော်နောက်ရက်ဒီမှာဘာဖြစ်သေးလဲသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာအနတ်စိမ့်နဲ့ပြိနေတာဖြစ်တယ်ပြီးတယ်ပြီးမှပေါ့နော်ယွန်စရာကောင်းအောင်နေခဲ့ရတာဖြစ်တယ်ဒါပေမဲ့သူကဖယားရဲ့လူဖြစ်တယ်ကျွန်တော်ရဲ့ဖက်မှာဖယားသခင်ရှိတယ်ဆိုတာအမေရန်တော့ဖြောင့်မတ်စွာအသက်ရှင်တဲ့လူဖြစ်တဲ့အတွက်ကြောင့်သူကအဲ့ဒီအတွက်လုံးဝမငေးသွားဘဲနဲ့ဖယားသခင်ကို
နှုတ်နဲ့တောင်မှမပြစ်မှားဘူးတဲ့နော်ကျမ်းစာတွေကတေချာဖော်ပြထားတာဖြစ်တယ်ဆိုတော့ကျမတို့ဒီလူယောဘကဲတို့အခက်ခဲတွေနဲ့ရင်ဆိုင်နေရမယ်ကြုံတွေ့ရမယ်ဆိုရင်နော်ကျမတို့ဘဝမှာအခက်ခဲရှိလာပြီဆိုရင်ဘာလို့လဲအရက်ဆိုင်သွားတယ်နော်အရက်ဒီတောက်တယ်မူးတဲ့အချိန်မှာတော့ခဏလေးပဲနာရီပိုင်းလေးပဲမိတာဖြစ်တယ်အဲ့ဒီဟာအရက်တောက်တာပြီးသွားရင်တောင်မှခေါင်းပါကြိုက်လိုက်သေးတယ်မဟုတ်ဘူးလားဆရာမတော်မတောက်ဖို့တော့တိတ်တော့မသိဘူးပေါ့နော်ပြောတာကြားဖို့တာဖြစ်တယ်ဆိုတော့ကြားဖို့တာကိုပြောပြတာနော်ဆိုတော့အဖတ်ကဘာလဲဟိုခေါင်းကြိုက်တဲ့အပြင်ပေါ့နော်ရှုံမှုတွေအများကြီးတွေ့ရတာဖြစ်တယ်ဒါပေမဲ့တရက်ထဲမှာ तू မွေးထားတဲ့သားသမီးတွေအားလုံးရှုံခဲ့တယ်ကျမတို့တယောက်ထဲရှုံတာတော့မှယူကျုံမရဖြစ်နေတယ်ဆိုရင်သားသမီးတွေအားလုံး तू ပိုင်ဆိုင်ထားခဲ့သမီးအရာအားလုံးတရက်ထဲမှာပျောက်ကွယ်သွားမယ်ဆိုရင်ကျမတို့ဘဝမှာဘယ်လိုမျိုးရင်ဆိုင်နေရမလဲဒီနေ့ယောဘကဖျားသခင်စီမှာတစ္ဆာရှိတာဖြစ်တယ်နောက်ဆုံးပြောမယ်ဆိုရင်တကယ်ပဲသူရဲ့အတ္တဖျားသခင်စီမှာပဲတစ္ဆာရှိစွာနဲ့အနန္တသူရဲ့ခန္ဓာကိုယ်ပေါ်မှာဘလောက်ပဲဒုက္ခအနာဒီခံစားနေရပါလိမ့်စေသူရဲ့အတွင်းနှလုံးသားလဲနာကျင်မှာပဲဒါပေမဲ့ဖယားသခင်ပေါ်မှာတစ်စက်မှမပြစ်မှာတဲ့မပြစ်မှာပဲနဲ့အိုဒါဒီဟာဖယားသခင်ရဲ့အလိုတော်ပဲဖြစ်တယ်ဆိုဖယားရဲ့အလိုတော်ကိုပဲဝင်ခံလာတဲ့အခါမှာဖယားသခင်ကသူ့အပေါ်မှာဘာကောင်းချီးပေးလဲဆိုရင်သားသမီးယတနာဒီပြန်ပေးတဲ့အပြင်နတ်ဆတော့ကောင်းချီးမင်္ဂလာရရှိခွင့်ဘုရားသခင်ကပြင်ဆင်ပေးတာဖြစ်တယ်ဟာလေလုယာအကြောင်းဒီနေ့ဒီမှာရှိနေတဲ့ချစ်တော်ဓမ္မမိတ်ဆွေကြီးကိုမောင်နှမများကျမတို့ဒီတဲ့တစ္ဆာရှိစွာဒုက္ခပြဿနာတွေအခက်ခဲတွေရင်ဆိုင်နေရတဲ့အခါမှာအဲ့အခက်ခဲအလုံးစုံတို့ကိုကြောခိုင်းတော့သူမဟုတ်ဘဲနဲ့ဘုရားသခင်စီမှာအနံပြီးမှအိုးကိုရောအလူတော်တိုင်းပဲဖြစ်ပါစေဆိုပြီးမှဝင်ခံတတော်နှလုံးသားများရှိတယ်ဆိုရင်ကျမတို့အခက်ခဲအလုံးစုံတို့ကိုကြော်ဖြတ်နိုင်တဲ့အခွင့်ကိုပေးသည့်အပြင်ဖယားသခင်ကကျမတို့ရဲ့အပေါ်မှာထူးခြားတဲ့ကောင်းချီးမင်္ဂလာတွေတွန်းလောင်းတဲ့အခါမှာကျမတို့သူများနဲ့မတူတဲ့ထူးခြားတဲ့ကောင်းချီးမင်္ဂလာကိုခံစားရမှာဖြစ်တယ်ဟာလေလုယာအကြောင်းဒီနေ့ကျမတို့ရဲ့အတ္တတာဒီယောဘရဲ့အတ္တတာကိုကြည့်ခြင်းအပြင်ကျမတို့ရဲ့အတ္တတာကိုပြုပြင်ပြောင်းလဲဖို့ရန်ဘုရားသခင်စီမှာဖြောင့်မတ်စွာအသက်ရှင်ခြင်းတစ္ဆာရှိခြင်းအပြင်ကျမတို့ဘဝအတ္တတာကိုပြင်ဆင်နိုင်တော့သူများဖြစ်ဖို့ရန်အတွက်အားပေးခြင်းတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကျမတို့ဒိုင်ယလအထဲမှာတွေ့ရတာဖြစ်တယ်ဒိုင်ယလခန်းကြီး3အပိုင်ငယ်16ထဲမှာကြည့်တဲ့အခါမှာရှရက်မေရှက်အဘေနဂိုတို့ရဲ့အတ္တတာကိုမြင်နေရတာဖြစ်တယ်ဒီနေ့ရှရက်မေရှက်အဘေနဂိုတငယ်ချင်း3ယောက်ကနော်အရှင်မင်းကြီးထုထားတဲ့ရှင်ရုပ်သူရှိမှာမကူးကွယ်တော့သူများကိုမီးလောင်လက်ရှိတဲ့မီးအိုင်ထဲမှာထဲ့မဲလို့ကျမ်းစာကပြောတာဖြစ်တယ်ဒါပေမဲ့ဒီရှရက်မက်ဆက်အဘေနကိုဖြစ်တဲ့တငယ်ချင်း3ယောက်ကသူတို့ကအသက်ရှင်တဲ့ဖယားသခင်ကိုသိတယ်နော်ဖယားသခင်နဲ့အသက်ရှင်တယ်ဖယားရဲ့အလိုတော်အတိုင်းအသက်ရှင်တယ်ဖယားကိုနေ့စဉ်တိုင်းမိုးလင်းတိုင်းမှာဖယားကောင်းမြတ်တဲ့ຢာကိုဝင်ခံတော့သူများဖြစ်တဲ့တော့ကြောင့်သူတို့ဘလောက်ပဲဘယင်ကြီးကပေါ့နော်နေဘုခနေဇာမင်းကြီးကအမိန်ထုတ်နေရင်တောင်မှသူတို့ကလုံးဝအဲ့ရုပ်တုရှိမှမကူးကွယ်ဖို့မပြတ်ဝတ်ဖို့ရန်အတွက်ဆုံးဖြတ်ချက်ချထားတာဖြစ်တယ်နောက်ဆုံးပြောမယ်ဆိုရင်ဘယင်မင်းကြီးကနော်ဒီမင်းအိုင်ထဲမှာဒီရုပ်တုကြီးမှာမကူးကွယ်ဘူးဆိုရင်နော်မင်းအိုင်ထဲမှာထဲ့မဲလို့ပြောတဲ့အခါမှာသူတို့ရဲ့စကလုံးကတကယ်အရေးကြီးတာဖြစ်တယ်နော်ကျွန်တော်တို့ကူးကွယ်တဲ့အသက်ရှင်တဲ့ဘုရားသခင်ကမကယ်တင်ရင်တောင်မှဆိုရဲယုံကြည်ခြင်းရှိတာဖြစ်တယ်ဘုရားသခင်ကိုအဲ့လောက်ကိုသူတို့ကဝင်ခံတာဖြစ်တယ်ကဲအဲ့ဒီဘုရားသခင်ကမကယ်တင်ရင်တောင်မှမီးလောင်လက်ရှိတဲ့မီးအိုက်ထဲမှာကျွန်တော်တို့ဒီရုပ်တုစီမှာလုံးဝမကူးကွယ်ဘူးဆိုပြီးမှတကယ်ပဲမကူးကွယ်တာဖြစ်တယ်မကူးကွယ်တဲ့အခါမှာဘယင်းရဲ့အမိန့်ကြီးကိုအာခံရတလားနာမခံပဲရှိနေရတလားဆိုအဲ့မိကိုပါလေ
ခုနဆလောက်နော်မီးပူအောင်ထပ်ထည့်ပြီးမှအဲ့ဒီမှာသူတို့ဒီထည့်ဖို့ထဲတဲ့လူတွေတောင်မှမီးရဲ့အရှိန်ကြောင်းပေါ့နော်မီးရဲ့အရှိန်ရဲ့ဒဏ်ကြောင်းထဲတဲ့လူတွေတောင်မီးလောင်ထဲမှာတည်သွားကြတာဖြစ်တယ်ဒါပေမဲ့အဲ့ဒီတစ္ဆာရှိတဲ့လူငယ်လေး3ယောက်ကမီးအိုင်ထဲမှာလမ်းလျှောက်တယ်လို့ပြောတယ်ကျမ်းစာကနော်သူတို့မီးအိုင်ထဲမှာရောက်သွားတဲ့အခါမှာမီးအိုင်ထဲမှာထဲတဲ့လူက3ယောက်ဖြစ်တယ်ဒါပေမဲ့မီးအိုင်ထဲမှာဘယ်နှယောက်ရှိတယ်4ယောက်ရှိတယ်4ယောက်မီးထဲမှာလမ်းလျှောက်တာကိုတွေ့တဲ့အခါမှာနော်ကြည့်တဲ့လူတိုင်းကဘယင်ကြီးကတော့မှဘာပြောလဲဆိုရင်4ယောက်မြောက်တော့သူကသူတို့ကူးကွယ်တဲ့အသက်ရှင်တဲ့ဖယားပဲဆိုပြီးမှမင်းကြီးကိုယ်တိုင်ကဝန်ခံတာဖြစ်တယ်ဟာလေလုယာဒီနေ့ကျမတို့အလုံးလုံးတဲ့နေရာမှာဘယ်ဖြစ်ဖြစ်နော်အမှုတော်မြတ်မှာတော့၎င်းကျမတို့ဒီမှာဝင်းစာအတွက်အလုံးလုံးနေတဲ့အခါမှာကျမတို့တငယ်ချင်းဒီအပေါင်းတင်းဒီနီးတူနေထိုင်ဖို့မဟုတ်ဘူးတငယ်ချင်းတယောက်ကလာတငယ်ချင်းဦးဆိုင်မလေးဗျာကောင်းတယ်ဆိုရင်လေဟုတ်ကဲ့ဟဲ့ကောင်းပါတယ်လိုက်သွားဖို့မဟုတ်ဘူးเนาะဒီနေ့ဒီလူငယ်ဒီကဲတော့ကျွန်တော်တို့ကเนาะအသက်ရှင်တဲ့ထာဝရဘုရားကိုကူးကွယ်တော်သူများဖြစ်တဲ့ကြောင့်ကျွန်တော်တို့မလိုက်နိုင်ဘူးငင်းပယ်လိုက်ပါငင်းပယ်ရဲပါเนาะအဲ့ဒီမှတာလင်ကျွန်မဒီလူငယ်လေး3ယောက်အားဖြင့်ဘလို့ပြောင်းလဲတလဲဆိုရင်တွေးလိုက်တဲ့အခါမှာလုံးဝ4ယောက်ကနော်မီးအိုင်ထဲမှာလမ်းလျှောက်နေတဲ့အရာကိုတွေးလိုက်တဲ့အခါမှာအမြန်ဆုံးထုတ်လိုက်အောင်ဟိုလူငယ်လေးတွေထုတ်လိုက်အောင်လို့ထုတ်လာတဲ့အခါမှာအပြင်မှာဘယ်နှယောက်လဲ3ယောက်ရှာရောင်းမဆက်အဘယ်နှကိုတို့ဖြစ်တယ်ဒီအဲ့ချိန်မှာအရှင်မင်းကြီးကသူတို့ကူးကွယ်တဲ့ဖယားတခင်ကဒီမီးအိုင်ထဲမှာကဲ့တင်တယ်ဆိုရင်ဒီနေ့ကျွန်တော်တို့ရဲ့ empire တစ်ခုလုံးမှာဒီအသက်ရှင်တဲ့ထာဝရဖယားကိုပဲကိုယ်ကွယ်ရမယ်ဆိုပြီးမှအမိန့်ချထားတာဖြစ်တယ်ဒီနေ့တင်အားဖြင့်အလင်းလင်းဖို့ဘုရားတခင်အလိုတော်ရှိတာဖြစ်တယ်ဟာလေလုယာတင်ပတ်ဝန်းကျင်တင်အားဖြင့်ပတ်ဝန်းကျင်တစ်ခုလုံးနိုင်ငံတစ်ခုလုံးပြောင်းလဲတကယ်တော့ဒီနေ့ဒီထဲမှာရှိနေတဲ့ကိုယ့်ရဲ့တငယ်ချင်းတွေမပြောင်းလဲသေးဘူးဆိုရင်တောင်မှကိုယ့်အားဖြင့်ပြောင်းလဲနိုင်ဖို့အလင်းလဲနိုင်တော့သူဖြစ်ဖို့ရန်အတွက်ဒီနေ့ဒီလူငယ်လေးတွေကဲတော့ကျွန်တော်ဘုရားသခင်စီမှာအနန္တတော်သူများဖြစ်ဖို့ရန်အရေးကြီးတာဖြစ်တယ်ဟာလေလုယာဟာလေလုယာအဲကြောင့်ဒီနေ့ဒါယေလရဲ့အတ္တတာမှာလဲဒါယေလကတရက်ကိုဘယ်နှကြိမ်ဆုတောင်းတာလဲ3ကြိမ်ဆုတောင်းနေတာဖြစ်တယ်အဲ့ဒီဆုတောင်းတဲ့အရာကိုလူတွေကပေါ့နော်မနာလို့ရှိတာဖြစ်တယ်ဒီနေ့ဖယားသခင်အတွက်တကယ်ပဲဆက်ကပ်လာတယ်ဖယားအတွက်ကြိုးစားလာတယ်ဆိုရင်တင်းကိုတိုက်ခိုက်မဲ့လူတွေကတပုံကြီးရှိတာဖြစ်တယ်အဲ့ဒါတော့တတိထားဖို့အရေးကြီးတာဖြစ်တယ်ဒိုင်လာကတနည်းကို3ချိန်ပုံမှန်ဘုရားသခင်စီမှာဆုတောင်းပြီးမှအတ္တတာကိုအနန္တေနေ့တိုင်းပေါ့နော်ချီးမွမ်းနေတဲ့အခါမှာလူတွေကအမြင်ကလာတယ်သူရဲ့ဘဝကလူတွေနဲ့မတူဘဲနဲ့တရက်ပြီးတရက်နော်ထူးခြားလာတဲ့အခါမှာတော့မှဘယင်ကြီးရဲ့ချစ်ချင်းမြတ်တာကိုခံစားတော့သူဖြစ်တယ်ဘယင်ကြီးရဲ့ချစ်ချင်းမြတ်တာခံစားတဲ့အခါမှာလူတွေကမနာလို့ရှိတော့ဒီလူကိုဘယင်ရဲ့အချစ်တော်တဲ့ကနေဘယ်လိုမျိုးငါတို့ငင်းပယ်နိုင်မလဲဖယ်နိုင်မလဲအကြံစီကိုရှိလာတဲ့အခါမှာဘယင်ကြီးစီမှာတိုင်ပြောတာထိုင်လာလို့တော့မတိုင်ပြောဘူးနော်ဒီနေ့ကျွန်တော်တို့ရဲ့နိုင်ငံမှာတနည်း3ကြိမ်ဆုတောင်းတဲ့လူရှိတယ်ဘယင်ကြီးရဲ့အဲ့ဒီလူကိုဆုမတောင်းဖြစ်အောင်ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဒီနိုင်ငံကနော်ဖယားကိုယုံကြည်တဲ့နိုင်ငံမဟုတ်တဲ့ကျွန်တော်တို့ကိုဆန့်ကျင်တာဖြစ်တယ်ဆိုပြီးမှဘယင်ကြီးစီမှာတိုင်ပြောလာတဲ့အခါမှာဘယင်ကြီးကလည်းအမိန်ထုတ်တယ်ဆုမတောင်းရဆိုတဲ့အရာတွေပေါ့နော်ကျွန်တော်တို့ကဆုတောင်းပါဆိုရင်တော့မှဆုမတောင်းချင်ဘူးနော်သူကြတော့ဆုမတောင်းရဘူးဆိုတဲ့ဘယင်ကြီးကတစိမ့်ထုလိုက်တယ်ပေါ့နော်ထုလိုက်တဲ့အခါမှာသူ့ရဲ့အချစ်ဆုံးဖြစ်တဲ့ဒိုင်လာကြီးဖြစ်နေတယ်ဒိုင်လာကြီးဖြစ်နေတဲ့အခါမှာကြတော့သူကလည်းတစိမ့်ထုနေပြီချင်းတိတ်တွင်ထဲမှာထဲဖို့ရန်အတွက်ဘယင်ကြီးကအမိန်ထုတ်နေပြီဖြစ်တဲ့အတွက်ကြောင့်
ဒီအမိန့်တော်ကိုမလွန်ဆန်နိုင်တဲ့အတွက်ကြောင့်ဒိုင်ယေလကြီးကချင်းတိတ်တွင်ထဲမှာချပစ်ချင်းခံရတာဖြစ်တယ်နော်ဒါပေမဲ့ဘယင်ကြီးကမအိပ်နိုင်ဘူးတညလုံးမအိပ်နိုင်ဘူးမနေ့မူလင်းလင်းချင်းမှာအဲ့ချင်းတိတ်တွင်ထဲကိုသွားပြီးမှဒိုင်ယေလရေတင်ကူးကွယ်တဲ့အသက်ရှင်တဲ့ထာဝရဘုရားကတင်ကိုကယ်ပါတလားလို့ဘယင်ကြီးအော်ဟစ်တဲ့အခါမှာဒိုင်ယေလကဘာပြောလဲကိုရောဘုရားအရှင်မင်းကြီးကျွန်တော်အသက်ရှင်လက်ရှိပါတယ်လို့ပြောတဲ့အခါမှာဘယင်ကြီးတော့အံ့ဩသွားတာဖြစ်တယ်ဟာလေလုယာဒီနေ့ကျမတို့ဖယားတခင်စီမှာဖယားတခင်ကိုပဲလုံးဝအသက်တာကိုအနံလိုက်မယ်ဖယားရဲ့အလိုတော်အတိုင်းသာအသက်ရှင်ခဲ့မယ်ဆိုလို့ရှင်ချင်းတိတ်တွင်တဲ့ကနေကဲတင်နိုင်တဲ့အရှင်ကဒီကနေ့ကျမတို့ ਨੇ အတူရှိတဲ့သက်ရှင်တဲ့ထာဝရဘုရားဖြစ်တယ်မိတဲ့ကနေလေကဲတင်နိုင်တဲ့သခင်ယေရှုဘုရားကကျမတို့ ਨੇ အတူရှိတာဖြစ်တယ်ဘလောက်ပဲပြဿနာတွေနဲ့ရင်ဆိုင်နေရဗလိစေဖယားကိုပဲဖက်တွေ့ပြီးမှအလုံးစုံတို့ကိုဖယားတခင်ရဲ့လက်တော်ထဲမှာအနံမဲကျမအတ္တတာကိုရောရဲ့အလိုတော်အတိုင်းပဲဖြစ်ပါစေကိုရောနဲ့ပဲအသက်ရှင်မယ်ကိုရောအလိုတော်အတိုင်းပဲအသက်ရှင်တော့မယ်ဆိုပြီးမှဆုံးဖြတ်ချက်ချမယ်ဆိုလို့ရှင်ဒီနေ့ကျမတို့အတ္တတာဘဝတစ်ခုလုံးကိုဖယားတခင်ကတာဝန်ယူမှာဖြစ်ပါတယ်ကျွန်မအတ္တမှာတွေ့ကြုံခဲ့တဲ့အတွေ့အကြုံလေးတစ်ခုပြောပြမှကျွန်မနေကုံချုပ်မှာဖြစ်ပါတယ်။ဖခင်ရဲ့ကျေးဇူးတော်ကြောင့်ဂျွန်လမှာကျွန်မဒီနေရာကိုလာတယ်။ဒီ KLAG မှာပေါ့နော်ပွဲတော်မင်္ဂလာပေးဖို့ကျွန်မရောက်ရှိလာတဲ့အခါမှာကျွန်မရဲ့အသင်းတော်ကျွန်မတို့ရဲ့မြန်မာပြည်မှာရှိတဲ့အသင်းတော်မှာချင်းတောင်ဘက်ကနေရှစ်ဆောင်လာတဲ့အမျိုးတွေပေါ့နော်အမျိုးတွေ5အိမ်ချီကကျွန်မစီမှာပါဝင်ဆက်ကတာဖြစ်တယ်ပါဝင်လာတာဖြစ်တယ်နော်ကျွန်မဒီကိုရောက်လာတယ်မြန်မာပြည်ပြန်သွားတဲ့အခါမှာကျွန်တော်တို့ Sunday မှာကျတော့အဲ့ဒီအမျိုးတွေကတယောက်မှမပေါ်လာတော့ဘူးမပေါ်လာတော့ကျွန်မလည်းဘာလို့ဒီနေ့မလာကြတာလဲဆိုတော့နောက်ရက်ကျတော့ကျွန်မသူတို့စီကိုသွားပြီးမှမနေ့ကဘာနေမကောင်းကြတာလားဘာလို့မရောက်လာကြတလဲလို့မေးတဲ့အခါကျတော့သူတို့ကဆရာမခီးသွားနေတဲ့အခါမှာရန်ကုန်မှာရှိနေတဲ့အသင်းတော်ကြီးမှာရှိတဲ့ဆရာတော်တပါးကျမတို့စီကိုရောက်လာပြီးမှဒီမို့ဆူမဖြစ်တဲ့ဆရာမစီမှာတွားရမှာတဲ့အသင်းတော်ကြီးဖြစ်တဲ့ကျွန်တော်တို့စီမှာလာပါဝင်တာရင်နာကြီးအတွက်လက်ပူပြီးအဆင်ပြေမယ်ဆိုပြီးမှ form ဖိခိုင်းလိုက်ပြီလေဆိုပြီးမှပြောတာပေါ့နော်ပြောတဲ့အချိန်မှာကျွန်မနှလုံးသားကဓာတ်နဲ့ထိုးတယ်လို့ပေါ့နော်ခံစားရတာဖြစ်တယ်ဘာစကားတစ်ခုမှမထွက်လာနိုင်တော့ဘူးပေါ့နော်မထွက်လာနိုင်တော့ကျွန်မပြန်သွားတယ်အိမ်ပြန်သွားတဲ့ခါကျတော့စဉ်းစားတယ်ကိုရောလို့ပြောရင်ကျွန်မမျက်ရည်ကျတယ်ကိုရောတခွန်းပဲပြောနိုင်တယ်ဒီအဖြူသမီးနားမလဲဘူးပေါ့နော်ဘာကြောင့်လဲဘာကြောင့်လူဒီကအတိမတ်မပြုတ်တာလဲကျွန်မမတော်လို့မတတ်လို့လားအရန်စင်ရဲလို့လားမိခွန်းအများကြီးထုတ်တယ်ပေါ့နှလုံးသားထဲကနေဒါပေမဲ့ကိုရောလို့ပြောရင်ကျွန်မမျက်ရည်ကျတယ်စကားတခွန်းမှမထွက်နိုင်လောက်အောင်ကျွန်မနှလုံးသားထဲမှာနာကြီးစွာခံစားနေရတာဖြစ်တယ်ဒါပေမဲ့ကျွန်မဆူတောင်းမတောင်းနိုင်ပဲနဲ့နေလာတယ်မျက်ရည်တပေါက်ကျနေတဲ့အခါမှာဖယားတခင်စီကနေအတန်တော်တစ်ခုကြားတာဖြစ်တယ်အဲ့ဒီအတန်တော်ကဘာလဲဆိုရင်တင်ဟာလူဒီရဲ့တမတ်ချင်းကိုပဲခံချင်တာလားတင်ကိုငါရွေကောက်တယ်မဟုတ်လောတင်ကိုငါမတ်တန်းတင်တယ်လေဆိုပြီးမှဖယားရဲ့အတန်တော်ကိုကြားတာဖြစ်တယ်ဟာလေလုယာလူဒီရဲ့မတ်တန်းတင်တာလူဒီရဲ့ချီးမြှောက်တဲ့အရာကိုမခံစားချင်ပါနဲ့ငါချီးမြှောက်တယ်မဟုတ်ဘူးလားမကြောက်နဲ့မစိုးရိမ်နဲ့တင်ဖက်မှာငါရှိတယ်လို့အသက်ရှင်တဲ့ထာဝရဘုရားကျွန်မကိုစကားပြောတာတဲ့အခါမှာကိုရောအလိုတော်တိုင်းပဲဖြစ်ပါစေကျွန်မရဲ့အသက်တစ်ခုလုံးကိုကိုရောလက်တော်ထဲမှာပဲကျွန်မပုံအပ်လိုက်ပြီးဆိုပြီးမှဘုရားတခင်စီမှာဆုတောင်းတယ်ဒါပေမဲ့နှလုံးသားကလူသားဖြစ်တဲ့အတွက်ကြောင့်ခံစားနေရတာဖြစ်တယ်နော်ကျွန်မအဲ့ချိန်တုန်းက
နားမလဲခဲ့ဘူးကျမတို့ခုနပထမဖတ်တဲ့အကြံစီဖယားတခင်ကကျွန်တော်တို့အတွက်ပေါ့နော်အကြံစီဟာအလွန်ထူးဆန်းတာဖြစ်တယ်ကျမလူအနေနဲ့မတိခဲ့ဘူးနားမလဲခဲ့ဘူးဖြစ်တယ်ဒါပေမဲ့ဇွန်လဆိုတော့နော်ဇူလိုင်ဩဂတ်စက်တင်ဘာနော်စက်တင်ဘာလလောက်မှာကျမအတွက်တည်င်းတစ်ခုကြားနေရတာဖြစ်တယ်အဲ့ကြားမှာတော့လိုးလိမ့်တယ်မချီမနှက်ဖြစ်တယ်ဒါပေမဲ့အိုးကိုတော့အလူတော့ကိုတော့အတန်တော်ကြားနေပြီပဲကိုတော့ကိုချီးမွမ်းပါတယ်နော်ဒါပေမဲ့နှလုံးသားထဲမှာခံစားရတာခံစားချက်ကလုံးဝမကောင်းဘူးဒါပေမဲ့ချီးမွမ်းတယ်ကိုတော့အလူတော်တိုင်းပဲဖြစ်ပါစေသမီးရဲ့ဖက်မှာကိုတော့ရှိတယ်ဆိုတာသမီးနားလေတယ်ချီးမွမ်းတယ်နော်ကိုတော့ကပြောထားပြီးသားစကားဖြစ်တယ်ဂျေရုဆလင်မှာအစာရွေးယူရာပီရှာမာရီပီကျမရဲ့မိသားစုကြံပါသေးတယ်ကိုရောဆိုပြီးမှဂျေဇုတော်ကိုချီးမွမ်းခဲ့ရတဲ့အချိန်နော်3 လလောက်ကြာတဲ့အခါမှာကျမတို့အတွက်တည်င်းကောင်းတစ်ခုပေါ်လာတာဖြစ်တယ်အဲ့တည်င်းကောင်းကဘာလဲဆိုရင်ကျမတို့နေရာကရန်ကုန်မှာ93ရပ်ကွက်ထဲမှာကျူးကျော်နေမိထဲမှာမယုံကြည်သူတွေရက်ကွက်ထဲမှာကျမတို့တာသနာပြုတ်လုပ်ခဲ့ရတာဖြစ်တယ်ဆိုတော့ကျမတို့ရဲ့အခြေအနေနဲ့ဆိုလို့ရှိရင်လုံးဝဖျားเจ้าမပြောနဲ့ဂီတာတစ်လုံးဝယ်ဖို့တောင်မှခက်ခဲနေတာဖြစ်တယ်ဒါပေမဲ့ဖျားသခင်ကအသက်ရှင်တဲ့အခါမှာထူးခြားတယ်ဇူလိုင်ဩဂတ်စက်တင်ဘာဒီမှာမူးရွာတယ်ကျမတို့ဖျားเจ้าကမူးယူတယ်နော်မူးယူနေတော့ဖျားကြောင်သွားတဲ့အချိန်မှာမိုးရွာရင်ကိုရောဟိုမှာလေးအပေါက်ဒီနဲ့နော်ကိုရောမပေါ်နဲ့နော်လို့ပဲပြောတာဖြစ်တယ်နော်ပြီးတော့တခါကျတော့ကျမရဲ့အတင်းသားတစ်ယောက်စီမှာဟိုယေရှုမဖျားကူးကွယ်တဲ့အဖွဲဒီပေါ့နော်ရောက်လာပြီးမှငါတို့စီမှာလာရင်ဘာပြီးမယ်ညပြီးမယ်ပေါ့အဲ့လိုဆွဲခေါ်တာပေါ့နော်ဆွဲခေါ်တော့နောက်ဆုံးတော့သူကဘာပြောလဲဆိုရင်ကျွန်တော်တို့လည်းဖျားเจ้าရှိတယ်လာမအဲ့ဒီစကားတွေလာမပြောနဲ့စိတ်ဝင်စားဘူးလို့ပြောတယ်ဘက်မှာလည်းနင်တို့ဖျားเจ้าလို့ပြောတဲ့အခါမှာကျွန်တော်တို့ဖျားเจ้าကိုလက်ညှိုးအဲ့ဒါဖျားเจ้าမှမဟုတ်တာအိမ်ကြီးအဆုတ်ကြီးသူပြီးမှပြောတဲ့အခါမှာအဲ့အတင်းလူကြနှလုံးထုလောက်အောင်နာကျင်စွာခံစားတော့ငါအိမ်ငါနေအခုချက်ချင်းထွက်ငါအိမ်ကိုဘယ်တော့မှလည်းမလာတဲ့သူပြီးမှကျွန်တော်မောင်းထုတ်လိုက်တယ်သူပြီးမှပြောတာဘာကြောင့်ဒီစကားကိုပြောတာလဲဆိုရင်ကျမတို့နှလုံးသားကိုနာကျင်ကျမတို့ရဲ့အချီနေနဲ့ဆိုရင်ဒီဗိမာန်တော်ကြီးတစ်ခုကိုစောင့်နိုင်ဖို့ရအတွက်လုံးဝအချီနေကမဟန်ဘူးဒါပေမဲ့ကျမတို့ရဲ့မျက်ရည်တွေကျမတို့ရဲ့နာကျင်နေတဲ့နှလုံးသားတွေကိုဖယားသခင်ကမှတ်တမ်းတင်ပေးတာနော်အဲ့ဒါကြောင့်စက်တင်ဘာလမှာကျမဒီအေဂျီတာတနာနယ်ရဲ့ဥက္ကဋ္ဌကြီးဖြစ်တဲ့ဆရာကြီးအေးမြင့်ကကျွန်မကိုခေါ်တယ်အိမ်ကိုအလဲလာအောင်ဆိုပြီးမှကျွန်မဝင်သွားတဲ့အခါမှာသူကရုံးကိုလာပါလို့ကျွန်မကိုပြောလိုက်တဲ့အခါမှာကျွန်မနောက်ရက်ကြတော့General Council ရုံးကိုသွားတဲ့အခါမှာသူက form တင်ခိုင်းတယ်ပေါ့နော် form ဒီပါတင်ခိုင်းတော့ကျွန်မလည်းတိတ်မယုံတိတ်တော့ရမှာပေါ့နော်အဲ့လိုလေးနဲ့ကျွန်မ form တင်လိုက်တာဖြစ်တယ်ဒါမဲ့မကြာဘူး2 ရက် 3 ရက်လောက်ကြာလာတဲ့အခါမှာကျမတို့ဒုဥက္ကဋ္ဌဖြစ်တဲ့ဆရာကြီးဦးစွန်စပါဝကနေပြီးမှကျမတို့ section ရုံးမှာကျမ EP တယောက်အနေနဲ့ရုံးတက်နေတဲ့အချိန်မှာအိတ်ကြီးတစ်ခုဆွဲလာပြီးမှစပွဲပေါ်မှာရော့ဆရာမဒီမခက်ဒါဆရာမအတွက်ပဲဆိုပြီးမှပြောကျမလည်းအော်လို့ဆရာအဲ့ဒါဘာကြီးလဲလို့ပြောဖွင့်ကြည့်လေလို့ပြောတဲ့အခါမှာပတ်စံထုတ်ကြည့်သိန်း100ဟာလေလုယာလက်ကုပ်တရားအောင်အဲ့ကျမလည်းအော်လို့ဆရာအဲ့လောက်ကြီးများတော့လားဆိုပြီးမှပြောတဲ့အခါမှာဟုတ်တယ်ဆရာမအတွက်ဖြစ်တယ်အဲ့မှာကျမခုနနာကျင်နေတဲ့နှလုံးသားကျမကြနေတဲ့မျက်ရည်ဒီအားလုံးကဝမ်းမြောက်မျက်ရည်နဲ့ဖယားသခင်ကပြောင်းပြန်လန်ပေးတာဖြစ်တယ်ဟာလေလုယာဟာလေလုယာဒါပေမဲ့အဲ့အရာကိုရောက်လာတဲ့အခါမှာဒီတရားနဲ့ကျမဘယ်လိုဖယားကြောင်ဆောက်နိုင်မလဲဖြစ်ပြန်တယ်ပေါ့နော်foundation တစ်ခုတောင်မှကျမတို့မြန်မာပြည်မှာဘလက်မီတအိတ်ဆိုရင်4000တောင်ပေးရတာဖြစ်တယ်လေနော်။အုတ်ခဲတစ်လုံးကို350အဲ့လိုမျိုးဖြစ်တဲ့အခါမှာတိုက်ဆောက်ဖို့မပြောနဲ့ foundation နဲ့တင်
ဒီအရာကမလောက်ဘူးဖြစ်နေတယ်ဒါပေမဲ့ကျွန်မယုံကြည်ခြင်းနဲ့အာရပါရအိုးကိုရောကျေးဇူးတင်လိုက်တာလို့ချီးမွမ်းနေတဲ့အခါမှာခုနကျွန်မတို့ယောဘကဲတော့ပဲပေါ့နော်ဝမ်းမြောက်နေတဲ့အခါမှာအတိုက်ခိုက်ရစပြီးမှလာတယ်အတွင်းထဲကနေစာရန်ကမွေပြီးစမွေလာပြီကျွန်မတို့မီနီယာအတွက်စာရန်နော်စာရန်ကကိုယ့်ရဲ့အတွင်းထဲကလူတွေကိုအတုံးပြုံးပြီးမှအကြီးကျယ်အတိုက်ခိုက်ခံရတာဒါပေမဲ့ဒီအရာကိုကြော်လွှားခွင့်ပေးတဲ့ဖယားသခင်ကတော့ကျွန်မဖက်မှာတော့အမဲနာအတူရှိမယ်လို့ယုံကြည်ပြီးမှအမှုရောက်တဲ့အခါမှာငြိမ်ဝတ်စွာနေပါလို့ကျမ်းစာထဲမှာပေါ်ပြတဲ့အတိုင်းပဲကျွန်မအဲ့အမှုကြီးကိုရောက်နေတဲ့အခါမှာဘာစကားတစ်ခွန်းမှမပြောတော့ဘဲနဲ့ငြိမ်ဝတ်စွာနဲ့နေလိုက်တယ်သူတို့ကလည်းဘာရံမှမလုပ်ဘဲနဲ့ကိုရောအချိန်မတန်သေးဘူးလားအဲ့ဒါဆိုရင်ကျွန်မအချိန်ဆောင်မေလေဆိုမှအဲ့ပတ်စံကိုခတ်တိဘာမှထဲပြီးမှအီးစီခရီးသွားတာတောင်ကြီးမှာခေါ်ဖိတ်ချင်းခံတော့အီးစီတောင်ကြီးခရီးသွားတယ်အဲ့မှာချီးမွမ်းတယ်ကူးကွယ်တယ်တက်တေခံတယ်ပေါ့နော်အဲ့နဲ့အဲ့တွင်မှာအဲ့မှာအခုတိုက်ခိုက်နေတဲ့လူတွေပြဿနာလာရှာတဲ့လူတွေအားလုံးကကျွန်မကိုဖုန်းဆက်ပြီးမှဆီယမတောင်းပန်တယ်ကျွန်တော်တို့မားတယ်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ခွင့်လွတ်ပါဆီယမအစင်ပြေတယ်လို့လုပ်ပါလို့ပြောလာတဲ့အခါမှာကျွန်မလည်းအာမင်ထူပြီးမှအဲ့ကနေစပြီးမှလှုပ်လာတဲ့အခါမှာကျွန်တော်ရက်ကွက်ကနေပြဿနာကထပ်လာတယ်ရက်ကွက်လူကြီးဒီစီမှာတိုင်တယ်တိုင်တော့ကျွန်တော်တို့ရက်ကွက်လူကြီးနဲ့ဒီနဲ့ငိပြီးသွားပြီဒါပေမဲ့ထပ်ပြီးမှအတိုင်ခံရတော့ထပ်သွားတော့အဲ့ဒီအရာတွေကရင်ဆိုင်နေရတဲ့အချိန်မှာအယံခက်ခဲတယ်လို့ရှေ့ရပေမဲ့နောက်ဆုံးတော့လူကြီးဒီအားလုံးနဲ့ခင်မင်သွားဖို့ဖခင်ကလမ်းဖွင့်ပေးတာဖြစ်တယ်ဟာလေလုယာဟာလေလုယာဆိုတော့အခုကျွန်မတို့ဆိုရင်ရက်ကွက်လူကြီးဒီနဲ့ဆိုရင်ပြပြလဲလဲလေးနဲ့နော်သူတို့ကတော့မှအမြန်လို့ဆရာမလို့ဆရာရှိအမြန်လို့ပြောတဲ့အခါမှာပေါ့နော်ထူးခြားစွာနဲ့ဘုရားသခင်ကလှုပ်ဆောင်ရတဲ့အခွင့်ကိုပေးတာဖြစ်တယ်ကျွန်တော်တို့အစာပြုတ်လိုက်တဲ့ကျွန်တော်တို့ဒီသိန်းတရာနဲ့အစာပြုတ်လိုက်တဲ့အခါမှာဘုရားသခင်ကတဆပြီးတဆပို့ဆောင်ခဲ့တာဖြစ်တယ်ကျွန်တော်တို့ကိုစောက်လုပ်ပေးတဲ့အင်ဂျင်နီယာကိုရရကချင်လူမျိုးယုံကြည်သူဖြစ်တယ်ပေါ့နော်သူကဗိမာန်တော်တွေအများကြီးစောက်ထားတာဖြစ်တဲ့အခါမှာသူယူတဲ့နေရာမှာကျွန်တော်တို့အကျွေးနဲ့ကားနဲ့ဝင်လိုက်ထော်လာကြီးနဲ့ဝင်လိုက်နီးတိုင်းပြားเจ้าမှာပစ္စည်းတော့ပုံလိုက်တာပေါ့နော်အကျွေးရတော့နည်းနည်းထိုးတယ်ဒါမှမစိုးရိမ်ဘူးလို့တာလို့ကျွန်တော်ဖျားသူရှိတယ်ဆိုပြီးမှကျွန်မနာမည်တော်ရတာလေမွေးမွေးနဲ့မဲမဲကျွန်မနာမည်မွေးမွေးနဲ့မဲမဲမလုပ်လဲဆိုမွဲတာလေဘာမှမရှိတဲ့သူကအမေရန်ပြုံလေးနဲ့အလုံးလုံးလာတဲ့အခါမှာလူတွေကစိတ်ဝင်စားလာတာဖြစ်တယ်ဟာလေလုယာဆိုတော့ဒီမွေးမွေးမဲမဲကပေါ့နော်ဖခင်ရဲ့ကျေးဇူးတော်ခံစားပြီးမှရှိတဲ့အရာဒီနေ့ဒီလောက်လေးရောက်လာတယ်ဆိုရင်ကျွန်မဒီလောက်တော့ရှိတယ်ကျွန်တော်တို့ဘာဆက်လုပ်ရမလဲဆိုပြီးမှပေါ့နော်လှုပ်ဆောင်လာတဲ့အခါမှာကျွန်တော်တို့အခုဗိမာန်တော်ကပေ20ပေ40နဲ့ဖျားရှိခိုးလို့ရနေပြီဖြစ်တယ်ဟာလေလုယာဟာလေလုယာအထဲမှာတော့လူအချက်တွေအများကြီးရှိသေးတယ်အကျွေးရလဲထူနေတယ်ဒါပေမဲ့ပြုံးနေတုံးပဲဟာလေလုယာဟာလေလုယာဖျားသခင်ကအစပြုတ်ပေးတယ်အတွက်ကြောင့်အဆုံးထိတာဝန်ယူမှာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ကဘသူစီမှာအနန္တလဲဆိုအသက်ရှင်တဲ့ထာဝရဘုရားသခင်စီမှာပုံအပ်လိုက်တဲ့အခါမှာထိုအသက်ရှင်တဲ့ထာဝရဘုရားကကျွန်တော်တို့ဖက်မှာပေါ့နော်အတူရှိတဲ့အတွက်ကြောင့်အလုံးစုံတို့ကိုကျွန်တော်တို့တာဝန်ယူတဲ့ဘုရားသခင်ဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့နှလုံးသားထဲမှာထိုအသက်ရှင်တဲ့ထာဝရဘုရားကိုဝင်ခံဖို့ရန်အတွက်အရေးကြီးတာဖြစ်တယ်ဒီနေ့သင်ရဲ့ဘဝမှာဘဝကြီးမှာဘာအစိုးကြီးကတင့်ကိုကာစီးနေတယ်လေမွေးစီဝါကလားဒီနေ့ငွေကြီးအခက်ခဲကြောင်းလားမိသားစုအခက်ခဲကြောင်းလားအခက်ခဲများဆိုတော့ရှိကောင်းရှိနိုင်တယ်ဒီနေ့ဖယားတခင်မှာစီမှာအတ္တတစ်ခုလုံးကိုပုံအပ်လိုက်ရအောင်အတ္တတစ်ခုလုံးကိုပုံအပ်မယ်ဆိုလို့ရှင်တင်2026ခုနှစ်မှာထူးခြားတဲ့လူဖြစ်ကိုဖြစ်ရမှာဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်ကြံရှိနေတဲ့ကျမတို့ဒီနှစ်အတွင်းတလတာကြံရှိနေတဲ့အချိန်မှာဒီညကနေပြီးမှအစာပြုတ်ကြရအောင်
အသက်တာတစ်ခုလုံးကိုဘုရားသခင်စီမှာအနံ့ကြရအောင်တတ်နိုင်တဲ့ဘုရားသခင်ကဒီနေ့တဲ့အပေါ်မှာအလုံးလုံးမှာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်တို့အသက်တာများကိုအနံ့နိုင်ဖို့ရန်အတွက်ဒီကနေ့ညအားပေးချင်တာဖြစ်ပါတယ်အကြောင်း music အဖွဲ့တွေကို worship အဖွဲ့တွေကိုခဏလေးအပေါ်တက်လာပြီးမှကျွန်တော်တို့ဒီကနေ့ညမှာအတတတခုလုံးကိုဖယားတခင်ဝင်ခံတော့နှလုံးသားနဲ့ဖယားတခင်စီမှာအနံ့ထားမယ်ဆိုလို့ရှင်ဒီနေ့အမှုတစ်ကိုပြုတ်ပေးမယ်ဖယားတခင်ကကျွန်တော်တို့ဖက်မှာအတူရှိတာဖြစ်တယ်နောက်ဆုံးတခြင်း worship နောက်ဆုံးတခြင်းဆိုတဲ့worship အပြင်ကျွန်တော်တို့အတူတကွပြန်လဲပြီးမှကိုယ်ွယ်ရအောင်ဒီနေ့ညမှာတန်ရှင်တော်ဝိညာဉ်တော်ဘုရားကိုနေရပေးရအောင်ကျွန်တော်တို့ရဲ့စူးသွင်းနေတဲ့အရာများကိုလူဒီရဲ့ငင်းပယ်ခံရတဲ့အရာတွေအားလုံးအမျိုးဒီကမတန်းမတင်ရလဲနေပါစေလူဒီကမတန်းမတင်ရနေပါစေကျွန်တော်တို့အသက်ရှင်တဲ့ထာဝရဘုရားကကျွန်တော်တို့အားလုံးကိုမှတ်တမ်းတင်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်အသက်တာတစ်ခုလုံးကိုထိုအသက်ရှင်တဲ့ထာဝရဘုရားစီမှာအနံ့ဖို့ရအားလုံးကိုခေါ်ဖိတ်ချင်တာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အလယ်မှာအလုံးလုံးလေးရှိနေတယ်ဒီနေ့တိုင်ရှင်တော်ရင်တော်ဘုရားကကျွန်တော်တို့ရဲ့
တော်ဖျားကိုကြည်စိုးတင်တယ် အာမင် ဒီချိန်ဒီညနေခင်းမှာသာသမီရောက်ရှိတိုင်းပေါ်မှာချစ်ချင်းမေတ္တာတော်ကိုအတိတ်တပါခံစားတော့အခွင့်ကိုပြီးတော့ကိုရောကိုကြည်စိုးတင်တယ် အာမင် မြတ်မောက်တော်ထင်တဲ့အရာရာအလုံးကိုပြီးဆုံးသောအကြောင်းကိုလည်းဒီနေ့ရောက်ရှိလာတဲ့သာသမီရောက်ရှိတိုင်းပေါ်မှာခံစားခွင့်လွတ်မြောက်ခွင့်ကိုပြီးတော့ကိုရောကိုကြည်စိုးတင်တယ် အာမင် ကျမ်းနာရတဲ့နှုတ်ကပတ်တော်အတိုင်းစုံစမ်းခြင်းနှောင့်ယှက်ခြင်းတွေခက်ခဲပြဿနာတွေကြုံတွေ့တဲ့အချိန်မှာကိုတော်ကိုပဲမျက်မှောက်ပြုပြီးတော့ခက်ခဲခြင်းစုံစမ်းခြင်းများကိုကြော်လွှမ်းနိုင်တော့ကိုတော်ရှင်ကိုအားကိုးတဲ့ကိုတော်ရှင်ရဲ့ချစ်တော်သားသမီးတယောက်စီတိုင်းဖြစ်ဖို့ရအတွက်ကောင်းချီးပြီးသိပိတနာတော်မူပါ အာမင် ဆရာမတို့နှစ်ယောက်လာမယ့်အနာဂတ်အတွက်သူတို့ရဲ့တက်တာသူတို့ရဲ့တက်တီခံချက်များကိုကိုရရှင်ကောင်းချီးပြီးတော်မူပါ အာမင် ယုံကြည်ခြင်းနဲ့ရှောက်လန်းနိုင်ဖို့ရအတွက်ကိုရောပြည့်တဲ့တက်တီတော်များကိုအထူးသဖြင့်ကျွန်တော်တို့လူငယ်တွေအတွက်ကိုရောကိုပဲအားကိုပြီးတော့ကိုရောရှင်ရဲ့ဘုံတော်အတွက်ရဲရဲဝင်းဝင်းယုံကြည်ခြင်းအပြီးနဲ့အတ္တတီး၌ရှောက်လန်းနိုင်သောအခွင့်ကိုပေးသနာတော်မူပါ အာမင် ဂျေဇုတော်ပေါင်းကိုရည်တွက်ချီးမွမ်းရင်းနဲ့ကယ်တင်ပိုင်ရှင်ခရစ်တော်နာမကိုမြည်ပြု၍ဆုတောင်းစိတ်ကအနာမိုင်မြတ်စွာအဖဖျားသခင်အာမင်ဂျေဇုတင်တဲ့ဖျားရှင်ကောင်းချီးပေးပါစေ